ဒီနေ့ဆွေးနွေးမယ့်သင်ခန်းစာလေးကတော့ Grade 12 Chemistry Textbook ရဲ့စာမျက်နှာ3မှာရှိတဲ့ Valence Electron and Outer Room ခေါင်းစဉ်လေးအကြောင်းကိုဆွေးနွေးကြပါတယ်။ပြီးခဲ့တဲ့အတန်းတွေတုန်းကသင်ခဲ့ဘူးသား atom ဆိုတာလုံးဝိုင်းနဲ့ပုံသဏ္ဍာန်လေးရှိပါတယ်။အဲ့ဒီလုံးဝိုင်းနဲ့ပုံသဏ္ဍာန်ရှိတဲ့ atom ရဲ့ center မှာ nucleus လေးရှိပါတယ်။အဲ့ဒီ nucleus ထဲမှာဘယ်သူတွေရှိတုံးလို့ပြောရင်ဒီ nucleus ထဲမှာ proton နဲ့ neutron နဲ့ရှိပါတယ်။အဲ့ဒီ proton နဲ့ neutron နဲ့ရှိတဲ့ nucleus ကိုဘယ်သူကပတ်နေရတော့ဆိုတာ electron ကပတ်နေတဲ့ electron လေးကတိကျတဲ့လမ်းကြောင်းတိကျတဲ့ shell နံပါတ်တွေနဲ့ပတ်နေတာကိုတွေ့နိုင်ပါလိမ့်မယ်။ဒါဆိုရင်စဉ်းစားကြည့်အောင်ဆက်ပြီးတော့atom တစ်လုံးရဲ့အပြင်ဘက်မှာ electron တွေသူ့ပတ်လမ်းနဲ့သူပတ်နေကြတယ်။ center မှာရှိတဲ့ nucleus ဒီအဲ့ဒီ electron လေးကိုဘာလုပ်တုံးဆိုလှန့်ဆွဲတယ်။ nucleus နဲ့တအားနီးတဲ့အတွက်ကြောင့်မို့လို့ force တအားများတယ်။ nucleus နဲ့နီးလားနီးတယ်သို့တော့ဒီ electron ကိုကြော်ပြီးမှ nucleus ကလှမ်းဆွဲနိုင်တယ်ဒါကြောင့်အနက်လမ်းကြောင်းနဲ့အပြာလမ်းကြောင်းဆိုရင်အပြာလမ်းကြောင်းမှာရှိတဲ့ nucleus electron လေးကိုဆွဲဖို့ဆိုရင်အားကနည်းနည်းလျော့သွားပြီဒီကိုလှမ်းဆွဲမယ်လှမ်းဆွဲတဲ့အခါမှာ nucleus ကအဝါလမ်းကြောင်းမှာရှိတဲ့ electron လေးကိုဆွဲဖို့အတွက်ဆိုရင်အားကပျော့သွားပြီဘာလို့တော့ကြားထဲမှာ electron လေးတွေကိုသူကကြောပြီးဆွဲခဲ့ရတာကိုနောက်ဆုံးလမ်းကြောင်းမှာရှိတဲ့ electron ကိုဆွဲဖို့ဆိုရင်အားကအနည်းဆုံးဒါဆိုရင်ဒီ outermost shell မှာရှိတဲ့ electron ဒီ nucleus နဲ့အဝေးဆုံးဖြစ်တဲ့အတွက်ကြောင့်သူ့ကို nucleus ထဲမှာရှိတဲ့ proton ကနော် outermost shell မှာရှိတဲ့ electron ကိုပြောသလောက်မဆွဲနိုင်တော့ဘူးပြောသလောက်မဆွဲနိုင်တော့ဘူးအဲ့ဒီမဆွဲနိုင်ရခြင်းကြောင့်ဒီ electron လေးတွေကအခြား atom မှာရှိတဲ့ outermost shell မှာရှိတဲ့ electron နဲ့လှမ်းပြီးတော့ chemical bonding ဖြစ်ကြတယ်ဒါဆိုရင်တို့ကခေါ်လိုက်မယ်ဒီ outermost shell မှာရှိတဲ့ဒီ electron လေးကိုဘာလို့ခေါ်မှာတော့လို့ပြောရင် valence electron လို့ခေါ်ပါမယ် valence electron ဆိုတာဘာလဲဟေ့လို့ပြောရင် atom တစ်လုံးရဲ့အပြင်ဆုံးမှာရှိတဲ့ electron ကို valence electron လို့ခေါ်မယ် example 11 NA အကြောင်းလေးပြောကြည့်ရအောင် 2A 1 outermost shell မှာ electron တစ်လုံးရှိတယ်ဒါဆိုရင်သူ့ရဲ့ valence electron ကဘယ်လောက်တုံးလို့ပြောရင်1ဒါဆိုရင် 20CA ကြည့်ရအောင်2 8 8 2သူ့မှာရော valence electron ကဘယ်သူတော့လို့မေးရင်2 17Cl ကိုကြည့်ရအောင်2 8 7 outermost shell မှာရှိတဲ့ electron ကဘယ်လောက်တုံးလို့ပြောရင်7ဒါဆိုရင်သူ့ရဲ့Lewis symbol လေးနဲ့ရေးကြည့်ရအောင် Na ရဲ့ valence electron ကို Lewis symbol လေးနဲ့ရေးကြည့်ရင်1ရှိတဲ့အတွက်ကြောင့် Na လေးက1 Ca လေးကိုဆွဲကြည့်ရအောင် Ca လို့ပြောတော့အပြင်မှာနှလုံးရှိတဲ့အတွက်ကြောင့်မလို့2 17Cl ဆွဲကြည့်ရအောင်သူ့ရဲ့အပြင်မှာ9လုံးရှိတဲ့အတွက်ကြောင့်1 2 3 4 5 6ခွန်ဒါဆိုရင်သိပြီ
valence electron ဆိုတာဘာကိုခေါ်တာလဲ atom ရဲ့ share number အပြင်ဘက်ဆုံးလမ်းကြောင်းမှာရှိတဲ့ electron အရေအတွက်က valence electron ပါပဲနောက်တစ်ခုသိသေးတယ်အရှိမထိုးသိခဲ့ကြတယ် valence electron လို့သိတယ်လို့သူ့ကို group number လို့လည်းသိခဲ့တယ်ဒါကြောင့်မို့လို့ electrons ဆိုတာဟာ outermost shell မှာရှိတဲ့ electron လေးကိုဘာလို့သိတာတုံးလို့ပြောရင် valence electron လို့သိကြတယ်အဲ့ valence electron ကဘယ်သူနဲ့အတူတူတုံးဟေ့လို့မေးရင် group number နဲ့အတူတူပဲသိပြီ valence electron ကအပြင်ဘက်ဆုံးလမ်းကြောင်းမှာရှိနေတဲ့အတွက်ကြောင့် other atom မှာရှိတဲ့ other atom ရဲ့ valence electron နဲ့သူကသွားပေါင်းမယ်သွားပြီးတော့ bind တယ်ပေါင်းလိုက်တဲ့အတွက်ကြောင့်ဘာတွေဖြစ်လာတော့လို့ပြောရင် chemical bond တွေဖြစ်ပေါ်လာပါပြီ chemical bond တွေဖြစ်ရခြင်းရဲ့အဓိကအကြောင်းရင်းကဘာကြောင့်လဲလို့မေးရင်ဟာဒီ valence electron ကြောင့်ဖြစ်ရတာပါဒါဆိုရင်တို့က valence electron ကြောင့်ပြီးပြီဘာအကြောင်းဆက်ရအောင်ဆိုတော့ outer root ရဲ့အကြောင်းကိုလေ့လာရအောင် outer root ကိုပြောတဲ့အတွက်ကြောင့်ခုနတုန်းကတို့ကပြောထားတယ်လေဒီ valence electron လေးတွေကြောင့်မို့လို့တို့ကဘာတွေဖြစ်လာကြတယ် chemical bond တွေဖြစ်လာကြတယ်အဲ့ဒီ chemical bond တွေဖြစ်တဲ့အခါမှာ atom လေးတွေက outer root ကို obey လုပ်ပြီးဖြစ်လာရပါတယ်ရှစ်လုံး electron ရှစ်လုံးရှိရမယ်တဲ့ electron ရှစ်လုံးဖြစ်ဖို့ဆိုရင် octet လို့ပြောတဲ့အတွက်ကြောင့်မလို့ electron ဟာရှစ်လုံးရှိရမယ် atom တစ်လုံးဟာအခြား atom တစ်လုံးနဲ့ပေါင်းတဲ့အခါမှာသူတို့ပေါင်းပြီးသား electron အားလုံးဘယ်နှလုံးရှိရမလဲရှစ်လုံးရှိရမယ် example ပြောကြည့်အောင်နော် Na ရဲ့တစ်လုံးနဲ့ Cl ရဲ့ခုနှစ်လုံးကိုပေါင်းကြည့်ရအောင် Cl ရဲ့ခုနှစ်လုံးကိုပေါင်းကြည့်ရအောင်အဲ့ဒီတော့ဒီနှစ်ကောင်ပေါင်းလိုက်တာနဲ့ဘာဖြစ်လာပြီတုံးဆိုဘွန်းဖြစ်လာပြီ chemical bond ဖြစ်လာပြီအဲ့လို chemical bond ဖြစ်တဲ့အခါမှာ electron တွေကိုပေးလိုက်ရတဲ့အကောင်လေးရှိတယ်ယူလိုက်ရတဲ့ atom တွေလည်းရှိတယ်ပေးလဲမပေးယူလဲမယူပဲနဲ့ sharing လုပ်တဲ့ atom တွေလည်းရှိကြပါတယ်ဒါဆိုရင် electron ရှစ်လုံးပြည့်ဖို့ရ electron တွေကိုပေးတာလည်းရှိတယ်ယူတာလည်းရှိတယ် sharing လုပ်ပြီးတော့လည်းရှစ်လုံးပြည့်အောင်ကြိုးစားကြတယ်အဲ့လိုမျိုးနဲ့ chemical bond ဖြစ်ပေါ်လာခြင်းကိုတို့က outer root ကို obey လုပ်ပြီး chemical bond ဖြစ်တာလေလို့ပြောလို့ရတယ်ဒါဆိုရင်ပြောကြည့်မယ်နော် definition လေးကဘာသူရဲ့ definition လေးတော့ဆို outer root ရဲ့ definition လေး whenever a chemical bond forms atom loss gain or share electron in order to achieve the stable electronic structures of noble gases noble gas electron ရှစ်လုံးနဲ့ပြည့်စုံရမယ်လေဒါကြောင့်မလို့တို့ noble gas ဖြစ်အောင်လိုက်လုပ်ကြတာ that is electron in the valence shell which is known as the outer root valence shell ဟာ electron ရှစ်လုံးရှိတယ်ဆိုရင်တို့ကအဲ့ဒါဘာလို့ခေါ်မလို့ outer root လို့ခေါ်မယ်အဲ့မှာသူပြောထားသေးတယ် pure exception ရှစ်လုံးမပြည့်နိုင်ဘူးလို့ပြောချင်တာပေါ့နော် exception ဆိုတော့သူ့ရဲ့ချွင်းချက်ကလေးလည်းပြောချင်တာပေါ့ periodic table ရဲ့ second period မှာ odd number ဖြစ်နေတဲ့အကောင်ကြီး valence electron odd number ဖြစ်နေ valence electron odd number ဖြစ်နေတဲ့အကောင်ကြီး
valence electron တအားနည်းလို့နဲ့အကောင်ကြီးတအားများလို့နဲ့အကောင်ကြီးကတော့ outer row ကို obey လုပ်နိုင်မယ်မထင်ဘူးတဲ့ဟေး example ကြည့်ကြည့်အောင်ဥပမာဒီထဲမှာသူပေးထားတဲ့ BE လေးကိုကြည့်ကြည့်ပါ BE တို့ boron တို့ boron လေးကိုစဉ်းစားမယ်boron လေးကိုစဉ်းစားရအောင် boron မှာဘယ်နှလုံးရှိတော့ odd number 3လုံးရှိတယ်ဒါဆိုရင်အခြားအတန်ကွာ4လုံးရှိတဲ့အကောင်နဲ့ပေါင်းလိုက်မယ်ဒါဆိုရင်3လုံး4လုံး9လုံး9လုံးဖြစ်သွားတဲ့အတွက်ကြောင့်ဘယ်မလုံး8လုံးဖြစ်လာ outer row ကို obey မလုပ်တော့ဘူးဒါကြောင့် exception လို့သူသုံးခဲ့တာ electron တွေနဲလုံးနဲ့အကောင်နဲ့ valence electron နဲလုံးနဲ့အကောင်ဥပမာ BE လို့ဟာမျိုး BE လို့ဟာမျိုးဆိုရင်နှလုံးနဲ့ရှိတာဟုတ်ပြီ BE က Cl2 နဲ့ပေါင်းကြည့်လိုက်မယ်အဲ့ဆိုရင် BeCl ကြည့်ပါဦး BE က Cl2 နဲ့ပေါင်းတဲ့အခါမှာသူတို့သာ8လုံးရှိသွားတာ BE ကဘယ်မလုံး8လုံးပြည့်လားမပြည့်ဘူးဒါဆိုရင်သူက outer row ကိုပဲမလုပ်ပြန်ဘူးပြီးတော့ too many valence electron အဲ့ဒါဆိုနောက်မှာပါတယ် SF6 SF6 ဟုတ်ပြီ S မှာ original electron 6လုံးရှိတယ်1 2 3 4 5 6 F ကလည်း6လုံးနဲ့လာပေါင်းမယ် original 6လုံးကို F 6လုံးနဲ့ပေါင်းလိုက်ရင်ဒီ S ကပတ်လဲမှာ electron ဘယ်နှလုံးရှိသွားတော့12လုံးရှိသွားပြီ8လုံးရှိနိုင်သေးလားဒီလိုကောင်းနေဆိုရင် outer row ကို obey မလုပ်နိုင်တော့ဘူးတဲ့ဒီ block element ဆိုတာ PDF ဘယ်လောက်မှရှိတာတော့ဆိုတော့ PDF 4ကစပြီးဒီ block element တွေပါလာပြီဒါတွေဆိုလဲ outer row ကို obey မလုပ်ဘူးတဲ့ not applying လို့သူပြောထားတယ် does not apply the block element outer row ကို apply မလုပ်ဘူးဒါဆိုရင်ဒီကနေ့ပြောတဲ့အထက်မှာ valence electron သိပြီ outer row ကိုသိပြီ valence electron ဘာပြောလဲအပြင်ဘက်ဆုံးလမ်းကြောင်း valence electron လို့ခေါ်တယ် group number လို့လည်းခေါ်တယ် outer row ဆိုတာခုနတုန်းကပြောတဲ့ outer most shell မှာရှိတဲ့ electron တွေပေါင်းတဲ့အခါမှာ chemical bond တွေဖြစ်လာတယ်အဲ့ဒီဖြစ်လာတဲ့ chemical bond တွေက electron 8လုံးပြည့်အောင်ဖြည့်ကြရတယ် noble gas ကို noble gas electronic structure အတိုင်း8လုံးပြည့်အောင်ဖြည့်ရတယ်8လုံးမပြည့်တာလည်းရှိတယ်ပြည့်တာလည်းရှိတယ်အဲ့လို8လုံးပြည့်ဖို့ရအတွက် electron ကို game လည်းရှိတယ်ပေးလိုက်ရတယ်လည်းရှိတယ်ယူလိုက်ရတယ်လည်းရှိတယ် sharing လုပ်ပြီးသုံးစွဲတာလည်းရှိတယ်ဒါဆိုရင်ဒီကနေ့ valence electron နဲ့ outer row အကြောင်း textbook ထဲမှာပါသမျှစာလေးကိုနားလည်သလောက်ရှင်းကြည့်တာပါနားလည်လိမ့်မယ်လို့ထင်ပါတယ်သိလဲသိပြီးသားလို့ထင်ပါတယ်